ပုပ္ပေစကံအရင်ခံကြံတိုင်းအောင်စမြဲတဲ့လူတယောက်ကောင်းမှုတွေအများကြီးပြုခဲ့ဘူးတယ်ဆိုလို့ရှိရင်ဒီဘဝမှာသူကြံစီသမျှဟာအကုန်လုံးပြီးစည်းတယ်အောင်မြင်တယ်ဟုတ်လားဒါနကောင်းမှုသီလကောင်းမှုတမာတိပညာဘာဝနာကောင်းမှုစုံအောင်အထွတ်အထိပ်ရောက်အောင်ပြုခဲ့မယ်ဆိုလို့ရှိရင်ဒီဘဝမှာသူကြံစီတာတွေအကုန်လုံးဟာအောင်မြင်နိုင်တယ်ရှေးကောင်းမှုရဲ့စွမ်းရည်တတ္တိနဲ့ကိုပဲအောင်မြင်မှုအမျိုးမျိုးကိုရနိုင်တယ်ပေါ့နော်ဒါကြောင့်ပုပ္ပေစကံအရင်ခံကြံတိုင်းအောင်စမြဲအကယ်၍ပုပ္ပေစကံကောင်းမှုပြုခဲ့တာနေခဲ့တယ်ချွတ်တဲ့ခဲ့တယ်ဆိုရင်တော့လို့ပြောကြတယ်လူတွေကကံမရှိဉာဏ်ရှိတိုင်းမွဲဟုတ်လားကြံရီဖန်ရီတွေနဲ့ကြိုးစားပြီးတော့လောက်ကင်မှာတော့လည်းပဲရှေ့ကကောင်းမှုဟာအလွန်နေခဲ့တဲ့အတွက်ကြောင့်ကိုကြံစီတာတွေကိုကြိုးစားအထောက်တာတွေအကျိုးမပြေအချီးနီးဖြစ်ရတာတွေလည်းရှိတတ်တယ်ပေါ့နော်ဒါတွေဟာဘာတွေလဲဆိုတော့ရှေးကကံတရားဟာအခုပြစ္ဆုတ်ပံဘဝမှာများစွာအကျိုးသက်ရောက်မှုရှိနေတယ်ဆိုတာကိုထင်ရှားစွာပြထားတဲ့စကားတွေနော်ကံအားဟာအာရကအားထဲမှာအလွန်ကြီးတယ်လို့မြတ်စွာဘုရားဟောတယ်တစ်ချိန်လုံးကကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ထက်သန်တဲ့စေတနာနဲ့ကိုလုတ်ခဲ့တဲ့လုပ်ရဟာဒီပြစ္ဆုတ်ပံကာလမှာကြီးမားတဲ့အကျိုးသက်ရောက်မှုရှိကိုရှိတယ်ဆိုတာကိုဘုံဘုံတို့မှန်မှန်ကန်ကန်မြင်နိုင်ဖို့လိုတယ်ပေါ့နော်ကံရဲ့အစွမ်းတတ္တိတွေကိုထဲထဲဝင်ဝင်နားလည်စေခြင်းနဲ့ပေါ့နော်ခုဘုံဘုံတို့တယောက်နဲ့တယောက်ရုပ်ရည်တူသလားမတူဘူးဉာဏ်ရည်ဉာဏ်သွေးတူသလားမတူဘူးအစွမ်းအစတွေတူသလားမတူဘူးပိုင်ဆိုင်မှုတွေရောတူလားမတူနော်အမျိုးမျိုးကိုကွဲပြားခြားနားနေပြောရင်ဘုံဘုံတို့ဒီဘဝမှာရထားတာတွေဟာအခြေခံအားဖြင့်ရတော့ကံပေးသမျှပဲရတာပါဟိုပိုင်ဆိုင်မှုဥစ္စာပစ္စည်းကိုတော့ဒီဘဝမှာဘုံဘုံတို့အများကြီးကြိုးပမ်းအထောက်မယ်ဆိုလို့ရှိရင်ရှေးကကံနေတော့လည်းပဲဝရိယရဲ့အကျိုးရလဒ်ဉာဏ်ရဲ့အကျိုးရလဒ်တွေကိုခံစားရတာတွေတော့အများကြီးရှိပါတယ်သို့တော့ပြင်လို့မရတဲ့မိဘရဲ့အမွေကိုသားသမီးဟာမဖြစ်မနေဆက်ခံရတာတွေရှိတယ်ကောင်းမွေဆိုးမွေအဲ့လိုပဲမြတ်စွာဘုရားကံတရားဟာတတ္တဝါတွေသူတို့ပြုထားတဲ့ကံတရားဟာမိဘတဖွယ်ပေါ့နော်ဒါကြောင့်သူလည်းကံသာမိကံသာဖလို့ပြောကြတာရှိတယ်ဟုတ်လားကမ္မဒါယတာကိုပြုထားတဲ့ကံတရားရဲ့အမွေကိုခံရလိမ့်မယ်ကိုရနေတဲ့ဒီအနေထားကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအဲ့ဒါတွေဟာကိုပြုထားတဲ့ကံတရားရဲ့အကျိုးရလဒ်တွေပဲဆိုတာညင်းနိုင်သလားမညင်းနိုင်ဘူးเนาะဒီရုပ်ရည်လေးဟာမိဘကိုအများကြီးတော့လည်းအခြေခံတယ်ဒါပေမဲ့ကံတရားကိုပို့ပြီးတော့ကြီးမားတဲ့အကြောင်းတရားအနေနဲ့အခြေခံတယ်တချို့မိဘအမေလဲအိုတယ်ဖေလဲအိုတယ်ဒါပေမဲ့သားသမီးကြမှာကြည်ကောင်းနေတယ်အမေကိုအဖေကိုနဲ့မတူဘူးလားဆိုတော့လဲတူတယ်ဒါပေမဲ့ तू ကတစ်မျိုးတစ်ပါးသာကြည်ကောင်းနေတယ်ဟုတ်လားတချို့မိဘတွေကနော်အမေရောအဖေရောကြည်လို့ကောင်းတယ်ချောမောလှပကြတယ်ဒါပေမဲ့သားသမီးကြတော့ကြည်ရခက်နေတာတွေလည်းရှိတယ်ချောမောလှပတဲ့အမေနဲ့မတူဘူးလားအဖေနဲ့မတူဘူးလားဆိုတော့လဲတူသလောက်တော့တူနေတယ်အိုတာလေးတွေရွေးတူတယ်ပေါ့ကံကောင်းတဲ့လူကြတော့လှတာလေးတွေရွေးတူတယ်ပေါ့ဟုတ်လားအဲ့တော့ကိုရထားတဲ့ရုပ်ရည်အထူးသဖြင့်ကိုယ့်ရဲ့အစွမ်းအစကိုယ့်ရဲ့ဉာဏ်ရည်ဉာဏ်သွေးဟုတ်လားဒါတွေဟာတကယ်တမ်းကဘာပေးသလောက်ပဲဘုံဘုံတို့ရတာတော့ကံပေးသလောက်ပဲရတာနော်သေချာစဉ်းစားတာအဲ့ဒါကိုဘုံဘုံတို့မကြိုက်ပါဘူးလို့စောတကတက်လို့လည်းမရဘူးဟုတ်တယ်မဟုတ်လားဒါကြောင့်မို့လို့ဒါကြောင့်မြတ်စွာဘုရားကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ကိုလှုပ်လိုက်ပြီကိုစေတနာနဲ့လှုပ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒါကိုတကယ်ပိုင်သွားပြီကျန်တာတွေကတော့ဘာမှမသေးကြဘူးပဂရိဥစ္စာပစ္စည်းကိုပိုင်ဆိုင်တာလူချင်းချင်းပိုင်တယ်လို့ထင်တာအဓိကတော့သက်ရှိသက်မဲ့ဒိဋ္ဌိနဲ့မျိုးပါပဲပိုင်နေထင်တယ်နောက်ဆုံးကိုယ်ခန္ဓာကြီးကိုပိုင်နေထင်တာဒါတွေကအထင်မြတာရှိတယ်တကယ်ပိုင်တာမဟုတ်ဘူးဘာဖြစ်လို့ဆိုမသေးကြမှုနဲ့သွားနေလို့ဥစ္စာပစ္စည်းကလည်းမသေးကြမှုနဲ့သွားတာပဲ तू ကကိုယ်ဆိုရင်စွန့်ပဲကိုကသူ့ကိုစွန့်ရင်စွန့်ပဲအခြေအနေရပါနော်ဘေးကကိုယ်ချစ်တဲ့လူကိုကချစ်တဲ့လူတွေကလည်းမသေးကြမှုနဲ့သွားတာပဲနောက်ဆုံးကိုယ်ခန္ဓာကိုယ်ကြီးကွာစားပါတော့မသေးကြမှုနဲ့သွားနေတာတကယ်သေးသေးချာချာကိုဟာပါလို့ပြောလို့ရတာကိုပြုထားတဲ့အလုပ်ဆိုတဲ့ကံတရားပဲရှိတယ်ဒါကြောင့်မြတ်စွာဘုရားဆင်ခြင်ရမယ်တဲ့ဘလို့ဆင်ခြင်ရမှာတော့ကမ္မတကောမိငါမှငါတကယ်ပိုင်တာဆိုလို့ငါဥစ္စာဆိုလို့ငါပြုထားတဲ့ကံပဲရှိတယ်လို့ဆင်ခြင်ရမယ်တနည်းအားဖြင့်ကောင်းမှုပြုရတာများအားချစရာကောင်းလိုက်တာလို့ဖြစ်ရလောက်တဲ့ပုံကိုယ်တို့တွေအများကြီးရှိတယ်ဒါဘယ်သူအကြောင်းမြန်ငါပြောရမလဲလို့ဘုံကစဉ်းစားကြည့်တယ်ပြောစရာတွေကအများကြီးပဲဟုတ်လား
အဲ့ဒီမှာနည်းနည်းအမျိုးသမီးပိဋကအတွက်အတူယူအားကြစရာပေါ့နော်ဘယ်သူအကြောင်းပြောခြင်းလို့ဆိုခေမာထေရီဟုတ်လားအလွန်ချောမောလှပတဲ့မဒရစ်အတိုင်းနဲ့လူဖြစ်တာကောဆိုအဲ့ဒီမှာသွားဖြစ်တယ်ဘုရင်သမီးသွားဖြစ်တယ်ဟောအရွယ်ရောက်တဲ့အခါကျတော့ဗိမိတာရမင်းကြီးကနောက်ကောက်ယူလို့မိဖုရားဖြစ်တယ်ရုပ်ရည်အနေနဲ့လည်းသူ့လောက်လှတာမရှိဘူးလို့တောင်သူထင်ရလောက်အောင်သူ့ရဲ့ရုပ်ရည်ဟာပြည့်စုံတယ်လောကီအနေနဲ့တော့ဒါအကုန်ကိုပြည့်စုံနေတယ်လို့ပြောလို့ရတယ်အဲ့မှာဘုံဘုံအံ့ဩတာသူ့ရဲ့ကောင်းမှုကအလွန်အားကြီးပါလားဆိုတာကိုဘယ်နေရာမှာသွားတွေ့မိတုံးဆိုတော့ဒီရုပ်ရည်တွေလှတာမိဖုရားဖြစ်တာလောက်ကိုစိတ်ထဲကသိမအံ့ဩဘူးပေါ့နော်အဲ့သူအကျွတ်တရားရဖို့အတိရူးဉာဏ်ကိုရဖို့အတွက်ပဲသူ့ရဲ့ဘုံကဘလောက်ကြီးတုံးဆိုတော့သူကမြတ်စွာဘုရားဒီကိုသူကသွားကျင်တာမဟုတ်ဘူးမြတ်စွာဘုရားရုပ်ရည်ရဲ့အပြစ်ကိုပြောတယ်ဆိုတာကိုသူကကြားဘူးထားတော့ငါမြန်လူကြားတဲ့မြန်ပြောထည့်လိုက်လို့ရှိရင်တော့မျက်စိမလားမျက်နှာမလားဖြစ်တော့မှာပဲဆိုသူမသွားတာဟုတ်လားဒါပေမဲ့သူ့ကိုအဲ့ဒီနေရာကိုမရောက်အောင်ဘယ်သူကပို့တော့ဗိမိတာရမင်းကြီးကပို့တယ်ချော့ပို့လို့မရချောက်ပို့လို့မရနောက်ဆုံးကျတော့ဘယ်လိုပို့တော့နော်နိုင်ငံမှာရှိတဲ့နုပညာရှင်တွေကိုနော်ဝေလူဝန်ကျောင်းတော်ကြီးရဲ့တာယာဘုံပွားစရာကောင်းမှုတချင်းရေးခိုင်းတယ်ခေတ်စားတဲ့တချင်းတစ်ပုဒ်ဖြစ်အောင်တောင်လုပ်တယ်လူတွေရဲ့နှုတ်ဖျားဘယင်ကြိုက်တဲ့တချင်းဆိုကြတော့အဲ့မှာမိဖုရားဒီလောက်တောင်သွားစရာကောင်းသလားဆိုဟောသွားရောဟိုရောက်တော့လည်းပဲသူ့ရဲ့ဘုံကံဘလောက်ကြီးတော့မြတ်စွာဘုရားသူ့ကိုမလုပ်နေတော့အရန်သင်းစောင့်နေသူကမြတ်စွာဘုရားဒီသွားကျင်တာမဟုတ်ကြောင်းပဲသွားကြည့်တာတကယ်တမ်းကဟုတ်လားနောက်မြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့မြတ်စွာဘုရားသူ့ထက်အစာပေါင်းများစွာချောမောလှပတဲ့နေမိတာယုတ်မျိုးသမီးလေးဖန်ဆင်းထားတယ်သူကဖန်ဆင်းထားလို့သူကတော့မသိပါဘူးဟုတ်လားသူအံ့ဩသွားတယ်သူကဒီယုတ်ကိုစိတ်ဝင်စားတဲ့ပုံကိုလေဟုတ်လားအဲ့ဒါနဲ့မြတ်စွာဘုရားသူ့ကိုနော်ပြောရလို့ရှိရင်တကူပြပြီးတော့ကိုဘာလို့ရတော့ချစ်ချွတ်တာသူ့ကိုအတိရူးဉာဏ်လူရဖို့အတွက်မြတ်စွာဘုရားအပင်ပန်းခံပြီးတော့ကိုဘောက်တောင်လှုပ်ပေးတာဘင်းကြီးကလည်းလှုပ်ပေးတာအဲ့ဒါလေးကိုဘုံဘုံကကြည့်တာပေါ့ဟုတ်လားနောက်တော့ဒီနေမိတာယုတ်ကတပြေးပြေးနဲ့ကြည်ရင်းနဲ့အိုးပြီးတော့နောက်ဆုံးနာပြီးတော့မရှုမလားပြက်စီးသွားတယ်ဟာတော်တော်ကိုစိတ်ပြက်စရာကောင်းတဲ့အနေအထားကိုမြင်ရတော့အဲ့ဒီမှာရုပ်ရဲ့တဘာဝကိုမြတ်စွာဘုရားစကားတစ်ခွန်းမှမပြောပါပဲနဲ့သူကဖြစ်သွားတော့သဘောပေါက်သွားတယ်အဲ့ဒီအချိန်မှာပဲမြတ်စွာဘုရားတရားဟောလိုက်တယ်အဲ့ဒါလွယ်ကူကူပဲအတိတူးဉာဏ်တို့ကိုရတယ်ဟုတ်လားနောက်တော့ဗိမိတာရမင်းကြီးဒီခွန်တောင်းပြီးတော့ယဟန်ပြုတော့ယဟန်မှဖြစ်တဲ့အခါကျတော့ယဟန်တာဖြစ်သွားတယ်တော့သူ့ရဲ့ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်သူ့ရဲ့ဘုံကံသူ့ရဲ့ပြုခဲ့မှုတဲ့ပါရမီကောင်းမှုကိုမှန်းလို့မရဘူးလားရဟုတ်လားနော်မိဖုရားဖြစ်တာလောက်ရုပ်ရည်လှတာလောက်ကိုဘုံဘုံကမအံ့ဩပါဘူးပြောခဲ့ပြီနော်သူတရားထူးရဖို့အသိဉာဏ်ရဖို့အတွက်ဘုရင်ကလည်းလှုပ်ပေးရတယ်နောက်ဆုံးမြတ်စွာဘုရားအတော်မှာနော်ဤမျိုးစုံနဲ့အပင်ပန်းခံပြီးတော့သူ့ကိုနော်ဘာလို့ပေးရတော့နော်တရားဟောပေးရတယ်စဉ်းစားတရားမကောင်းဘူးလားကောင်းတယ်နော်ဒါဘုံဘုံဒီနေ့ပုပ္ပေဇကတပုံညတာအကြောင်းကိုပြောဘယ်သူအကြောင်းပြောခြင်းစိတ်ပေါက်တုံးဆိုတော့ကိုလည်းသိပြီးတော့မပြောဘူးသေးတဲ့နော်ဇောတိကတထေကြီးအကြောင်းပြောခြင်းတယ်အဲ့ဒီဇောတိကတထေကြီးကပြီးတော့သူကယဟန်ပြုပြီးတော့ယဟန်နာဖြစ်သွားတာသူ့အကြောင်းကိုဖတ်ကြည့်တာမယုံစရာကောင်းလောက်အောင်ကိုပဲကြီးကျယ်ခမ်းနားတယ်ပေါ့နော်သူကဗိမိတာရမင်းကြီးရဲ့တိုင်းပြည်မှာဖြစ်တာတထေကဒါဒီဘယင်နဲ့သူကအများကြီးတာနေတယ်သူနေဖို့နေရာတွေကိုနတ်တွေကဖန်ဆင်းပေးတယ်လို့ဆိုတယ်နောက်သူ့ရဲ့အိမ်ကိုနတ်ဘလူးတွေစောင့်ရှောက်တယ်အလွန်နာမည်ကြီးလွန်းလို့လူတွေကတထေးအိမ်ကိုလာကြည့်တယ်ဗိမိတာရမင်းတော့အလှည့်မကြဘူးတော်တော်နဲ့ဒါဘယင်ကြီးကနောက်တော့သွားကြည့်တာပေါ့နာမည်ကြီးလွန်းလို့သူ့တိုင်းပြည်ထဲမှာရှိတဲ့တထေးကြီးကအလွန်သူ့တဲ့တောင်နာမည်ကြီးနေတယ်ဆိုအဲ့ဒါဇာတတက်ကသူ့လက်ဆွဲပြီးတော့ကလေးပေါက်စားလိုက်သွားတယ်လို့ဆိုတယ်ဟိုရောက်တဲ့အခါကျတော့ဒီကြောက်တွေဖမ်းတွေဝင်းထိန်နေတာတွေပဲခင်းထားတဲ့ခါတော့ကြောက်တွေပါတွေလို့ထင်းနေတယ်တဲ့တိတ်တော့မသွားရဘူးတဲ့ဘုရင်ကြီးကဟုတ်လားအဲ့ဒါကျွန်မလက်လှမ်းပေးတာတော့မှကျွန်မဟိုတောင်တထေးကြီးရဲ့ကြောထင်းပြီးတော့သူကရှက်နေတယ်လက်မကင်ရဲဘူးတဲ့အများကြီးပါပဲရေးထားဖြစ်ရှင်တော့ဒီအဇာတတကအဲ့ဒါလက်ဆွဲရင်းနဲ့အလွန်ကြီးကျယ်ခမ်းနားတဲ့နော်ဗိမာန်ကြီးပေါ့နော်အိမ်တော်ကြီးငါဖေရရှင်ဘရင်ဖြစ်ပြီးတော့တက်သားအိမ်နဲ့နေရတယ်ပေါ့နော်ငါတို့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်ဒီတထေးကဘယ်နဲ့ကြောင့်ဒီလောက်ကြီးကျယ်နေတာတော့ငါရှင်ဘရင်ဖြစ်တော့ဒီနေရာကိုငါလာသိမ့်ပြီးတော့ငါဒီနေရာမှာနေမယ်တခါလဲစဉ်းစားတယ်သူကလည်းဟုတ်လားအဲ့ဒါနဲ့နောက်တထေးကတော့မြောက်ကျွန်းသူနဲ့တွေ့ပြီးတော့ဘုရင်ကြီးရဲ့ခေါင်းပေါင်းထားတဲ့အဝတ်ကပါလာတဲ့ဒီအနံ့ကြောင့်မလို့မျက်ရည်ကျတယ်တဲ့မျက်ရည်အလိုလိုထွက်တာပေါ့နူးညံ့လွန်းလို့ဟာလောက်ပါအောင်မင်းတထေးကတော့
ငါပစ္စည်းတွေသိမ့်မယ်ထင်လို့မြန်ကြောက်ပြီးတော့ငိုနေသလားဗိမိတာရမင်းကြီးကသဘောမပေါက်ဘူးမဟုတ်ပါဘူးမင်းကြီးရဲ့ခေါင်းကပါလာတဲ့အနက်နေကြောင့်မလို့နူးညံ့လွန်လို့မျက်ရည်ကျဟုတ်လားအဲ့ဒါနဲ့ဗိမိတာရမင်းကြီးကိုဒီသူမြောက်ကျွန်းသူကပါတယ်ဒီကြောက်အပူရှိန်နဲ့ချက်တဲ့ထမင်းပေါ့နော်အဲ့ဒါကိုကျွေးတော့မင်းကြီးကစားကောင်းနဲ့အတင်းစားတဲ့အခါတော်ပါတော့လို့တအားယူရတယ်တော်နေသဘောနဲ့ပြီးတော့ပြဿနာတက်ရင်သူတရားခံဖြစ်မှာဆိုလို့ဇောတိကအလုံးကိုချမ်းသာတာပေါ့နော်ဘင်းကြီးကလည်းပဲစိတ်သဘောထားအလွန်ကောင်းပါလေဗိမိတာရမင်းရဲ့နောက်ပိုင်းသူလည်းအရိယာဖြစ်တာပေါ့နော်အဲ့ဒီမှာမှတ်သားစရာလေးတစ်ခုကသူ့ရဲ့ဒီတထေးကတော်ကိုတို့ရှင်းပြလာတယ်ဒါကြောင့်မင်းထွက်တွေ့ရမယ်ရှင်းပြဆိုတာဘလို့လူတုံးလို့မေးတဲ့ရှင်းပြဆိုတာတို့ကိုစိုးရတဲ့လူပေါ့ကွာလို့ပြောတယ်တော်တော်ဝမ်းနေသွားတယ်ဩကျုပ်တို့ကိုအစိုးရတဲ့လူကရှိသေးသလားပေါ့ကျုပ်တို့ကသူများလက်အောက်နေရတာလားပေါ့အဲ့လိုဆိုရင်ရှေးတုန်းကကုသိုလ်ကောင်းမှုကိုယုံကြည်မှုနည်းနည်းလေးနဲ့ကျုပ်တို့ဟာပြုခဲ့ဟန်တူတယ်ကုသိုလ်ကောင်းမှုကိုတကယ်ကိုယုံကြည်ကြည်ထက်ထက်တန်တန်မပြုခဲ့လို့ကိုယ်ကိုအစိုးရတဲ့လူရဲ့လက်အောက်မှာကိုနေရတော်တော်တောင်ဝမ်းနေသွားတယ်တဲ့အဲ့ဒီတထေးကတော့ဟုတ်လားအဲ့ဒါနဲ့နောက်တော့အစာတသက်ရှင်ပင်ဖြစ်လာပြီဆိုရပါစို့အဲ့ဒါရှင်ပင်ဖြစ်လာတော့သူဦးစားပေးလုပ်မဲ့လုပ်ငန်းတွေမှာအဲ့ဒီဇောတိကရဲ့အိမ်ကိုသွားသိမ်းဖို့လုပ်ငန်းကတစ်ခုပဲအဲ့ဒါသွားသိမ်းနေစစ်အင်္ဂါတွေပြင်ဆင်ပြီးတော့ဖြစ်ရှင်တော့အဲ့ဒီအချိန်မှာဇောတိကတထေးကြီးမြတ်စွာဘုရားအကြောင်းတော်သွားပြီးတော့တရားနာတယ်တထေးမရှိဘူးသူ့ရဲ့အိမ်တကားဒီအိမ်အုတ်တိုင်းနေရဒီဖန်နေမှန်နေနဲ့နတ်တွေကဖန်ဆင်းပေးထားတယ်လို့ဆိုတယ်အဒီစစ်တပ်ကဝိုင်းနေတဲ့အခါကျတော့ဒီအရေးတွေပေါ့နော်သူတို့ရဲ့အရေးတွေကိုပဲသူတို့ရဲ့ဆင်နေမြင်းတွေကကြောက်လန့်ပြီးတော့အကုန်ပြန်ပြေးအဇာတတက်ကလည်းပဲဒီဥစ္စာနော်ဒီအိမ်ကိုအဆောင်ထားတဲ့စစ်တပ်ဖြစ်မယ်လို့ပဲသူကလည်းထင်အဲ့ဒါနဲ့ပြေးနေသူကလည်းဘုရားကျောင်းတော်ရောက်သွားတယ်တဲ့ရောက်သွားတဲ့အခါကျတော့ဇောတိကတထေးကြီးကိုတွေ့တော့သင်ရဲ့လက်အောက်ငယ်သားတွေနဲ့ငါ့ကိုရှစ်ထိုးဖို့ပြစ်ထားခဲ့ပြီးတော့သင်ကတော့ဒီလာပေါ်တရားနာခြင်းဟာစောင်းနေသလားမို့အဲ့ကျွန်တော်ဇောတိကတထေးကြီးအရှင်မင်းကြီးကျွန်ုပ်အိမ်ဘာလို့သွားတာတော့မင်းကိုသိမ်းယူမလို့တစ်သွားထိုးတာပေါ့မင်းကြီးတဲ့ကျွန်ုပ်အိမ်ကိုသိမ်းဖို့မပြောနဲ့တဲ့ကျွန်ုပ်မပေးဘူးဆိုလို့ရှိရင်ကျွန်ုပ်ရဲ့ပစ္စည်းကိုစံကြီးမင်းတမင်လေးလောက်တော့မင်းကြီးယူလို့မရဘူးအဲ့လိုပြောတဲ့အခါကျတော့ဇာတမင်းကြီးကမယုံဘူးမယုံလို့ရှိရင်ထင်ရှားအောင်ပြမယ်လက်ဆယ်ချောင်းမှာလက်စွပ်တစ်ချောင်းလက်တကွင်းစီဝတ်ထားတာပေါ့နော်လက်စွပ်10ကွင်းဟုတ်လားတမင်းကြီးဒီလက်စွပ်ကိုကျွန်ုပ်မင်းကြီးကိုမပေးဘူးတဲ့ယူပါဆိုမင်းကြီးကဆွဲချွတ်တယ်လုံးဝမကြွဘူးတဲ့အဇာတမင်းကအားအလွန်ကောင်းတယ်အဲ့ဒီမှာတော့ရေးထားတာဘုံတော့ကောင်းကောင်းမှတ်ပြီးတော့ပါဘူးထိုင်ရက်ခုံလို့ရှိရင်ဘယ်နှတောင်မြင့်အောင်ခုံနိုင်တယ်ရက်ပြီးတော့ခုံရင်ဘယ်နှတောင်မြင့်အောင်ခုံနိုင်တယ်ဒီလောက်အားကြီးတဲ့ဘယင်ကဒီလက်စွပ်ကိုကျွတ်အောင်မကျွတ်နိုင်အဲ့ဒါနဲ့ချွေးတွေပါတွေပြန်နေပြီဆိုတော့မှကိုင်မင်းကြီးပင်ပန်းပါဝေလဲတော်ပစိုးကိုဖြန့်လိုက်ပါဆိုဖြန့်အဲ့လက်ဆယ်ကြောင်းလို့အောက်ကိုစိုက်ချရတာလက်စွပ်တွေအကုန်လုံးအောက်ကိုသူလျှော့ပြီးတော့ကြာသွားတယ်သူမပေးဘူးဆိုလို့ရှိရင်ဘယ်သူမှယူလို့မရဘူးဒါ तू ကကောင်းမှုကိုပြုစဉ်အခါတုန်းကဆူတောင်းနဲ့တွဲပြီးတော့ तू ကပြုတာအဲ့ဒီမှာတခုထူးခြားတာဒီဖြစ်ရကသူ့အတွက်တော့အလွန်ကောင်းတဲ့ဖြစ်ရတခုပေါ့ဘာလို့ဆိုတော့ तू အလွန်တန်ဝေကရသွားတယ်လောကီစည်းစိမ်ဆိုတာရန်အလွန်များတယ်ပေါ့နော်အဲ့ဒါနဲ့ပါရမီရလည်းပါခဲ့တဲ့ပုဂ္ဂိုလ်ကောင်းမှုကိုလည်းအထွတ်ထိပ်ပြုခဲ့တဲ့ပုဂ္ဂိုလ်ဆိုတော့အဲ့ဒါမြတ်စွာဘုရားဒီမှာယဟန်ပြုခွင့်တောင်းမင်းကြီးကိုလည်းတခါတည်းသူ့တိုင်းပြည်ကတထေးဆိုတော့မင်းကြီးကိုခွင့်တောင်းရမယ်ဝတ္တရားရှိတော့ခွင့်တောင်းတယ်ပေါ့သူ့ကိုနော်ယဟန်ပြုခွင့်ပေးပါဆိုဇာတတက်ကလည်းဝမ်းမြောက်ဝမ်းသာပေးတာပဲဒီစည်းစိမ်တွေသူရမယ်ထင်နေတာသူလည်းယဟန်ပြုသွားရောအဲ့ဒီစည်းစိမ်တွေအဲ့ဒီဟာတွေအကုန်လုံးကွယ်သွားတယ်နတ်တွေဖန်ဆင်းပေးထားတာတွေသူ့စည်းစိမ်တွေအကုန်ကွယ်သွားတယ်သူလည်းယဟန်နာဖြစ်တယ်ဘာကြောင့်သူဟာဒီလောက်ကြီးကျယ်တဲ့နော်အကျိုးရလဒ်တွေအံ့ဩစရာကောင်းလောက်တဲ့ဖြစ်ရတဲ့နဲ့နော်အမွှန်းတင်နေတဲ့သူ့ဘဝဘာကြောင့်ဒီလောက်ကြီးကျယ်တယ်လဲကောင်းမှုအထူးပြုခဲ့တာပဲနော်ဇောတိကတထေးအကြောင်းကအလွန်တော့ထင်ရှားပါတယ်အထူးသဖြင့်ဒီလေဒီဆိုတော်ဘုရားကြီးရဲ့ဒါနကောင်းမှုပြုတဲ့နေရာမှာနော်နိဗ္ဗာန်ကိုဒါရိုက်ဆုတောင်းတာနဲ့နိဗ္ဗာန်မရခင်မှာဘဝတန်တရားမှာချမ်းချမ်းသာသာနော်ကောင်းကျိုးချမ်းသာကိုရပါရစေလို့ဆုတောင်းတာနဲ့ဘယ်ဟာကောင်းလဲဆိုတဲ့နေရာမှာသက်တည်ပြခံရတဲ့ဖြစ်ရပေါ့နော်